ကျွန်တော်တို့မြန်မာနိုင်ငံသားတွေနိုင်ငံရေးကြောင့်စီးပွားရေးကြောင့်ဒီဂျပန်နိုင်ငံမှာခေတ္တနေထိုင်ရတဲ့အတော်အတွင်းမှာကိုယ်မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေရဲ့ဒုက္ခတွေကိုမျှဝေစာနာပြီးတော့အကူအညီပေးဖို့ကြိုးစားနေကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ကအထူးသဖြင့်တော့ဂျပန်နိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်ကျေးဇူးဆက်ရမယ်နေရာနှစ်ခုရှိပါတယ်တစ်ခုကတော့ကျွန်တော်တို့မိခင်နိုင်ငံဖြစ်တဲ့မြန်မာနိုင်ငံသူနိုင်ငံသားတွေအထူးဒုက္ခရောက်ရင်ကိုဒုက္ခရောက်တဲ့သူစာနာပြီးတော့ပြန်ပြီးကျေးဇူးဆက်ဖို့အကူအညီပေးဖို့နောက်တစ်ခုကတော့ကိုယ့်ကိုမိတင်းနေတိုင်းဝင်ပေးထားတဲ့ဂျပန်နိုင်ငံဂျပန်ပြည်သူတွေကိုလည်းပဲဒီနေရတဲ့အခိုက်အတန့်မှာကိုယ်ကကျေးဇူးတည်တတ်တဲ့မြန်မာနိုင်ငံသားတွေဖြစ်နေဒီဂျပန်လူအဖွဲ့အစည်းတွေလည်းတတ်နိုင်တဲ့လောက်အကူအညီပေးတာမျိုးတွေလုပ်ကြအောင်နောက်ရောက်နေတဲ့အခိုက်မှာကျွန်တော်တို့ကြီးကြီးဘယ်လိုပြောကြမှုတချို့ရှိနိုင်နေတယ်လို့ပြောတဲ့ကြောင်နားလည်မှုရှိနေတစ်ချိန်မှာကျွန်တော်တို့နိုင်ငံအတွက်တတ်နိုင်တဲ့လောက်ပြန်ပြီးတော့အကျိုးပြုနိုင်ကြဖို့အတွက်ကိုဘုဟုတုတ္တတွေအတွေ့အကြုံတွေစီးပူးပြီးတော့ကျွန်တော်တို့နိုင်ငံမှာအားလုံးပြန်စုံစည်းနိုင်တဲ့နေ့ကိုကျွန်တော်တို့ပြောနေနေပါအားလုံးကျေးဇူးတင်